မနင်းနူရီဟာပဲခူးမြို့အနင်ဂျာဘန်မှာလောက်သက်2နှစ်ရှိပြီဖြစ်ပြီးပစ္စည်းပို့ဆောင်ရေးတာဝန်ကိုထမ်းဆောင်နေတဲ့မြို့သမီးနင်ဂျာတစ်ယောက်ပါသူမကနေအိမ်ပါဆယ်တွေနဲ့အတူတူအိမ်မက်တွေမျောလင်းချက်တွေချက်ချင်းမြတာတွေကိုပို့ဆောင်ပေးနေသူပါလိုအားနဲ့အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေကိုပံ့ပိုးပေးနေတယ်လို့သူတို့ရဲ့ထုတ်ကုန်တွေကိုဝယ်ယူသူတွေစီချောချောမွမွရောက်ရှိအောင်လဲကူညီဆောင်ရွက်ပေးနေပါတယ်ကျမရဲ့အတွက်လိုအပ်တဲ့တင်ထက်ကူပစ္စည်းတွေကိုအချိန်မီပို့ဆောင်ပေးခြင်းဖြင့်အနာဂတ်မျိုးဆက်တွေရဲ့ပညာရေးကိုအထောက်အကူပြုပေးနေပါတယ်။မိကွာနေရချစ်ချင်းမြတ်တာတွေဂရုစိုက်မှုတွေကိုအိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေသူလည်းဖြစ်ပါတယ်။ဒေသမားကြီးတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးပြီးသူတို့ရဲ့သီးနှံတွေပိုကောင်းလာအောင်လဲအားဖြည့်ပေးနေပါတယ်။သူမကစံပြမိခင်တယောက်ဖြစ်သလိုလုပ်ငန်းခွင်မှာလည်းအမျိုးသားတွေနဲ့ရင်မောင်တန်းလုပ်ကိုင်နေတဲ့အမျိုးသမီးတယောက်ပါသူမကမိသားစုအတွက်အားကိုးရဖြစ်သလိုလုပ်ငန်းခွင်မှာလည်းယုံကြည်စိတ်ချရတဲ့လုပ်ဖော်ကိုင်ဖက်တယောက်အဖြစ်လူအများရဲ့ယုံကြည်လေးစားမှုကိုလည်းရရှိထားသူပါသူမလိုပဲအမျိုးသမီးတွေဟာဘလောက်ပဲအခက်အခဲတွေရှိရှိဇွဲနဲ့ပဲနဲ့ရင်ဆိုင်ကျော်လွှားပြီးသူတို့ရဲ့လုံလဝရိယနဲ့စွမ်းဆောင်ရည်တွေကိုအသုံးချတာလူဖွဲ့စည်းအတွက်အရေးပါတဲ့ပံ့ပိုးမှုတွေကိုဆောင်ရွက်ပေးနေကြပါရဲ့။မနင်းနင်းနဲ့အတူသူမလိုဆွေးနွေးပေးနဲ့စူးစမ်းအားထုတ်နေကြတဲ့အမျိုးသမီးများအားလုံးကိုကျေးဇူးတင်ဂုဏ်ပြုလိုက်ပါရဲ့။